ကဲမျိုးတွေအားလုံးပဲမင်္ဂလာပါနော်30ရက်နေ့အတွက်မင်္ဂလာရှိတော်မနက်ခင်းလေးပါနော်ကဲကျွန်တော်ရဲ့ဒီအလင်းအောင် channel ရဲ့ဝန်ထမ်းလက်မလေးနေမယ် share လုပ်ရတဲ့ကူမတွေအားလုံးပဲ share လေးလုပ်မယ် subscribe လေးနေရတယ် subscribe လေးနေမယ်ဗျာနော်ဒီ30ရက်မနက်ဟို modern internet က break to break ပဲနော်ကဲမနေ့ကဟိုမျိုးတွေအားလုံးပဲ10 break အားလုံးပဲ okay ရနော်10 break အောင်တယ်မနေ့ကကျွန်တော်10 break ဆက်ပြီးတော့ခိုင်းတာဆိုတော့မနေ့ကညနေပိုင်းက10 break အောင်တယ်เนาะ key chain ထဲမှာတော့ key ပဲ key မှန်တယ်ပေါ့ဒီနေ့မနက်က30ရက်မနက်ဆိုတော့မနေ့ကသူက break တူမနေ့ကသူကအပူမလာဘူးเนาะအပူမလာပဲနဲ့ဒီနေ့မနက်မှာသူကမနေ့က break တစ်ထက်ကြတယ်အပူမလာဘူးဒီနေ့မနက်ကျတော့ဒီ break တူ break ထက်ထွက်တယ်ဒီမနက်မှာလည်းအပူတုံညပြန်ကြပဲဒါပဲပြန်ကြည့်ရမယ်เนาะအပူတုံညပြန်ကြပဲဒီမနက်လည်းအပူကကောင်းတယ်အပူကဒီမနက်လည်းမာတယ်ပေါ့နော်7 နာရီထွက်ကနန်းမှာအပူကောင်းတယ်ဒီမနက်လည်းအပူကောင်းတယ်ဒီမနက်ကဲဟုတ်ပြီကဲမျိုးတွေအားလုံးပဲ break ရတဲ့မျိုးတွေအားလုံး comment ထဲမှာ break လေးတွေဟိုပြည့်နော် break ရတာလေးလည်းမှန်းလို့ရပါတယ်ဗျနော်ကဲ30ရက်နေ့မနက်အတွက်ကျွန်တော် key chain တကွာကောင်းခေါ်မယ်အားလုံး ready ဖြစ်ရင် okay လေးလောက်ပါနော်အားလုံး live မှတ်လို့ရပြီနော်ဒီ30ရက်မနက်1 chain က24 1 chain 24ပတ်တီနော်30ရက်မနက်1 chain က24 1 chain 24ပတ်တီပါ24 1 chain 24ပတ်တီအထီကြီးကကြတော့8615ကီးနဲ့ကတ်မယ်နော်8615ကီးနဲ့ကတ်8615ကီးကို24 chain 24နဲ့ကတ်မယ်နော်ကဲနှစ်ပတ်တီးထဲမှာဆိုရင်တင်ကွက်တစ်ကွက်ကောင်းအနေနဲ့25တစ်ကွက်ကောင်းပါနော်နှစ်ပတ်တီးထဲမှာဆိုရင်25တစ်ကွက်ကောင်းပါ25တင်ကွက်ပါနော်ဒါနှစ်1တို့နှစ်6တို့နှစ်8တို့ကကြတော့ရန်ကွက်ပေါ့နော်သူကနှစ်8တွေပါဆိုလဲကောင်းတယ်ပရိဆိုင်ရကြည့်တော့နှစ်6တို့နှစ်6ကနည်းအားနေတယ်အဲကြောင့်ကျွန်တော်က25ကိုရွေးလိုက်တာနော်4ပတ်တီးထဲမှာဆိုရင်4 1 4 5 4 1 4 6 4 8ဆိုပြီးတော့4ခွက်ရှိမယ်เนาะကီးနဲ့ကတ်လိုက်ရင်ဒီတက်မှာဆိုရင်46တင်ကွက်တစ်ကွက်ကောင်းပါเนาะ4ပတ်တီး46တင်ကွက်တစ်ကွက်ကောင်းပါเนาะ4ပတ်တီးက46တင်ကွက်တစ်ကွက်ကောင်းပါเนาะ4ပတ်တီးက46တင်ကွက်တစ်ကွက်ကောင်းပါ2ပတ်တီးက25တစ်ကွက်ကောင်း4ပတ်တီးက46တစ်ကွက်ကောင်းပါဒီမနက်ခင်းကအပူ10ကွက်ကြိုက်တဲ့မျိုးတွေကအပူ10ကွက်လိုက်လို့ရတယ်เนาะကျွန်တော်အခုအပူ3ကွက်ရွေးထားရှိတယ်ပရိဆိုင်နဲ့ဆိုရင်ဒီမနက်ခင်းအပူကိုပရိဆိုင်နဲ့ထိုးခြင်းနဲ့ဆိုရင်6ပရိရယ်10ပရိရယ်ပရိမှာပဲเนาะ6ပရိ10ပရိပရိမှာပါအပူဆိုင်နဲ့เนาะမာပရိဒီထဲမှာဆိုရင်ကျွန်တော်တင်ကွက်လေးတွေရွေးထားရှိတယ်ကျွန်တော်တင်ကွက်လေးတွေတစ်ခါတည်းခေါ်ပေးမယ်เนาะလက်မလေးမနေရတဲ့မျိုးတွေအားလုံးနဲ့လက်မလေးနှိပ်ပြီးကြပါတော့เนาะအပူထဲမှာဆိုရင်5ဘူးရှိမယ်ပြီးရင်3ညာဘူးရှိမယ်ပြီးရင်10ဘူးရှိမယ်เนาะ5ဘူးရယ်3ညာဘူးရယ်10ဘူးရယ်เนาะဒီမနက်အတွက်အပူ3ကွက်30ရက်မနက်အတွက်အပူတင်ကွက်3ကွက်5ဘူး3ညာဘူး10ဘူးပါเนาะ5ဘူးရယ်3ညာဘူးရယ်10ဘူးရယ်ဒီမနက်ခင်းတလုံးပိုင်ကဒီမနက်ကင်းတစ်လုံးပိုင်က2ပိုင်เนาะဒီမနက်တစ်လုံးပိုင်က2ပိုင်30ရက်မနက်တစ်လုံးပိုင်က2ပိုင်ပါเนาะ2ပိုင်เนาะတစ်လုံးပိုင်က2ပိုင်ဒါကျကလင်နာလေးတစ်ခွက်ထပ်ပြီးပြောပေးမယ်เนาะအများနဲ့ပြောနေကြကလင်နာကလင်နာမထည့်ဘူးကျွန်တော်ကြံပတ်တီးsorry เนาะမှာကျွန်တော်ကြံပတ်တီး6ပတ်တီးကနေပြီးတော့တစ်ခွက်ကောင်းထုတ်ပေးမယ်နော်တကွာကောင်းရွေးပေးမယ်ကလင်နာမထဲတော့6ပတ်တီးကြံသေးတာဆိုတော့ကြံပတ်တီးတစ်လုံးဝင်တကွာကောင်းထုတ်လိုက်တာပို့ပြီးတော့အဆင်ပြေတယ်နော်ကြံပတ်တီးကျွန်တော်တကွာကောင်းထုတ်ပေးမယ်ကဲမျိုးတွေအားလုံးပဲ subscribe လေးမနေရသေးရင် subscribe လေးနှုတ်ဝင်ကျွန်တော်နှိပ်ခင်းကြရင်ကျွန်တော်ရဲ့အရင် channel ပေါ့နော်အလင်းအောင် channel ကနေပြီးတော့ live လွှင့်မယ်နော်ကိုလင်းအောင် channel မဟုတ်ဘူးကျွန်တော်အလင်းအောင် channel ကနေပြီးတော့ live လွှင့်မယ်နော်နှိပ်ခင်း2နာရီကြရင်ညနေခင်းတော့ပေါ့နော် live လွှင့်မယ်အမှဆုံးမယ်ပြီးတော့ဒီတစ်ပတ်ကလည်းကျွန်တော်အဖွဲ့ဝင်ခေါ်ထားတယ်เนาะအဖွဲ့ဝင်ချင်းတွေမျိုးတွေအဖွဲ့လောင်ဝင်ထားလို့ရပါတယ်အပတိုင်းထွက်နေကြ
ဗတိုင်းထွက်ဆိုင်ကမ်ကျော်ပတိနဲ့တကွက်ကောနော်ဗတိုင်းထွက်နေကြအခုချိန်ဒီဖောင်းတာပြက်ဆိုင်မရှိသေးတဲ့ပတိအဖွဲ့ဝင်ချင်းလောင်ဝင်ထားလို့ရပါတယ်ဗျာနော်ဖွဲ့ဝင်ခေါ်ထားတယ်နော်ဒီတစ်ပတ်ကဲဟုတ်ပြီကျွန်တော်6ဘက်တီးတဲ့ကတကွက်ကောင်းရွေးပေးမယ်6ဘက်တီးတဲ့ကတကွက်ကောင်းခွန်ကထွက်တာ4ချိန်ရှိသွားပြီနော်80ခွန်နှစ်8ခွန်3ဆိုတော့ခွန်ကထွက်လိုက်ရင်ရှေ့ပိတ်နောက်ပိတ်တစ်ခါတည်းတန်းပြီးတော့ထွက်တာနော်80ခွန်နှစ်တဲ့အခုတော့နောက်ဆုံးဟိုမှာကြာစာပရိနေထွက်တော့ကလည်း8ခွန်3ဆိုတော့ခွန်ကြီးပဲခွန်4ချိန်ပေါ့နော်ခွန်4ချိန်ရှိသွားပြီခွန်4ချိန်ရှိသွားပြီခွန်အဲ့လောက်တော့ထွက်နော်ရှေ့ပိတ်နောက်ပိတ်ခွန်ကြမ်းမယ်ပြီးရင်3ကြမ်းမယ်3ကြမ်းဒီမနက်ခင်းဟိုကြံပတိ6ဘက်တီးတဲ့ကတကွက်ကောင်းဆိုရင်90တကွက်ကောင်းပါနော်ကြံပတိ6ဘက်တီးတဲ့ကတကွက်ကောင်းဆိုရင်90တကွက်ကောင်းပါနော်90တကွက်ကောင်းပါ90တကွက်ကောင်းပါကြံပတိတကွက်ကောင်း90တကွက်ကောင်းနော်90တကွက်ကောင်းပါကဲမျိုးတွေအားလုံးပဲနေကင်း2နာရီထိုးကြရင်ကျွန်တော်ရဲ့လင်းအောင် channel ကနေပြီးတော့ပြန်ဆောင်ကြမယ်နော်ကဲမျိုးတွေအားလုံးပဲတက်တာပါနေကင်းကြရင်ပြန်ဆောင်မယ်နော်အားလုံးပဲတက်တာပါ